အလုံးကိုယေရှုရှင်ခရစ်တော်ဖျားရဲ့နာမတော်မြတ်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ယနေ့လည်းပဲချစ်တဲ့မိတ်ဆွေညီကိုမောင်မတွေကိုခရစ်တော်ရှင်ယေရှုခရစ်တော်ဖျားရဲ့နှုတ်ကပတ်တော်တွေကဥပမာလေးတစ်ခုနဲ့ကျွန်တော်ဘဝအတွက်တိဆောက်ဆရာလိုက်လျှောက်ဆရာနဲ့ယေရှုရှင်ခရစ်တော်ဖျားကိုကယ်တင်ရှင်ဖြစ်မြည်ဆန်းတိမှတ်ဆွဲလန်းယုံကြည်စရာကြောင်းအနှဲငယ်ဝေမျှလိုပါတယ်ချစ်တဲ့ညီကိုမောင်မတို့ကျွန်တော်တို့ဘဝအသက်တာရှောက်လှမ်းနေတဲ့လမ်းခီးမှာဖြောင့်ပြူးตายရတဲ့အချိန်ရှိပါတယ်နေပူတဲ့အချိန်မိုးရွာတဲ့အချိန်ဒီဟုသောခက်ခဲတဲ့ကြမ်းတမ်းတဲ့အချိန်တွေလည်းရှိပါတယ်တခါလေကျတော့ကျွန်တော်ဘဝအသက်တာဒီရှောက်လှမ်းတဲ့လမ်းခီးမှာကံကောင်းတယ်ဆိုတဲ့အခြေအနေမျိုးလည်းရှိပါတယ်ကန်ဆိုးမိုးမောင်ကြတယ်ဆိုတဲ့အခြေအနေမျိုးလည်းရှိပါတယ်ချစ်တဲ့ညီကိုမောင်မတို့အဲ့ဒီအခါမှာကံကောင်းတာကိုခဏလေးထားပြီးတော့မှကျွန်တော်တို့ဘဝမှာဒုက္ခတွေဒုက္ခတွေခက်ခဲခြင်းတွေကြုံဆုံလာတဲ့အခါမှာအော်ဒါငါရဲ့ကုသိုလ်ကံကောင်းမှုအားနည်းလို့ငါရဲ့အကုသိုလ်ဝတ်ကြွေးဝတ်ကံကြောင့်ငါတို့လိုခံစားရတယ်လို့သင်သတ်မှတ်ပြီးတော့မှသင်ကြည်ကြည်နက်နက်ကြီးကိုအဲ့ဒီပြင်းထန်တဲ့ဒဏ်ကိုသင်ခံပါလားဒါမှမဟုတ်ဒီငါရဲ့ဝတ်ကြွေးဝတ်ကံငါရဲ့ဒီဒုက္ခဒုက္ခကနေကယ်တင်ပေးနိုင်တဲ့သူဘယ်သူများရှိမလဲလို့သင်ရှာဖွေပါလားဒီနေ့ကျွန်တော်သင်တို့ကိုသတင်းကောင်းတစ်ခုပေးပါရစေကျွန်တော်တို့ရဲ့ဝတ်ကြွေးဝတ်နာဝတ်ကံတွေကိုကယ်တင်ပေးနိုင်တဲ့လွတ်ပေးနိုင်တဲ့ဆက်ပေးနိုင်တဲ့ပုဂ္ဂိုလ်ကတော့ယေရှုရှင်ခရစ်တော်ဖျားဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောပြရစီယေရှုရှင်ခရစ်တော်ဖျားကကျွန်တော်ကျမတို့ကိုနားလည်လွယ်အောင်သူဟာဘယ်လိုလူမျိုးလဲဆိုတာကိုဒီပုံဥပမာအားဖြင့်ကျွန်တော်တို့ကိုတုံ့တင်ဆုံးမထားတာဖြစ်တယ်တခါကတဲ့လူတစ်ယောက်ကဒီတစ်မျိုးကနေဒီတစ်မျိုးကိုတဲ့အကြောင်းကိစ္စကြောင့်ခရီးသွားတဲ့အခါမှာလမ်းမှာဓမြနဲ့ဆုံတယ်အဲ့လိုဓမြနဲ့ဆုံတဲ့အခါမှာဓမြတွေကအဲ့ဒီခရီးသွားကိုလုံးဝညာတာစာနာစိတ်မရှိဘဲနဲ့တဲ့အဝတ်တွေကိုချွတ်ပါလာတဲ့ပစ္စည်းတွေကိုယူသူ့ကိုလည်းပဲတဲ့နော်သေအောင်ရိုက်နှက်တယ်တဲ့သေတယ်လို့သေလူမျိုးပါဖြစ်နေတဲ့အချိန်မှာအဲ့ဒီလမ်းမှာပဲဒီတိုင်းပြစ်ထားပြီးတော့ထွက်သွားတယ်တဲ့အဲ့ဒီခီးသွားကလည်းသေလူမျိုးပါဒဏ်ရာနဲ့သေရမယ့်အချိန်ကိုစောက်ပြီးအဲ့ဒီလမ်းမှာလဲနေတဲ့အချိန်မှာအဲ့ဒီလမ်းကိုတဲ့ရစ်ပယောဟိဆိုတဲ့ပုဂ္ဂိုလ်တော်ကြီးကဖြတ်သွားတယ်တဲ့ပြီးတော့မှတဲ့လေဝိဆိုတဲ့ပုဂ္ဂိုလ်တယောက်ကလည်းဖြတ်သွားတယ်တဲ့ပြီးတော့မှရှမရိဆိုတဲ့ခရီးသွားတယောက်ကလည်းဖြတ်သွားတယ်တဲ့ဒီမှာဖြတ်သွားတဲ့သူ၃ဦးကိုတွေ့ရတယ်အဲ့ဒီထဲမှာဖြတ်သွားတဲ့နှစ်ယောက်အကြောင်းကိုအရင်ပြောပြရစီပထမတစ်ယောက်ကတော့ရစ်ပယောဟိတဲ့ရစ်ပယောဟိဆိုတာကျွန်တော်နားရတဲ့စကားနဲ့ပြောရင်တော့ကျွန်တော်တို့ဖုံကြီးကျောင်းကကျောင်းတိုင်ဖုံကြီးပေါ့သူကအကြီးဆုံးပေါ့တရွာလုံးတစ်မြို့လုံးကယိုသေးသမြို့နဲ့ယိုသေးသမှုနဲ့အကျင့်သိက္ခာတမာတိရှိတဲ့ပုဂ္ဂိုလ်ကြီးပေါ့ဆိုတော့ဒီရစ်ပယောဟိကတဲ့တွေးတဲ့အခါမှာသေကောင်ပေါင်းလဲဖြစ်တဲ့သူကိုတွေးတဲ့အခါမှာတဲ့လွှဲရှောင်ပြီးသွားတယ်ဒုတိယလေဝိလူတဲ့နော်လေဝိလူကိုကျမတို့နားလည်အောင်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရက်ရွာမြို့မှာရှိတဲ့နော်ကျွန်တော်ဘုံကြီးကျောင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့ဘုံကြီးကျောင်းဝေယဝတ်ဆဖျားကျောင်းဝေယဝတ်ဆကိုလှုပ်တဲ့သူတွေဂောဘကလူကြီးပေါ့နော်တကယ်လူကြီးမင်းကြီးပေါ့နော်သူကတကယ်အကျင့်သိက္ခာဂုဏ်တင်ရှိတဲ့လူကြီးမင်းပေါ့ဆိုတော့သူလည်းတွေ့တယ်တဲ့နော်ဒီလူသေကောင်ပေါင်းလည်းဖြစ်လဲနေတဲ့သူကိုတွေ့တယ်တွေ့ပေမဲ့လည်းလွှဲရှောင်ပြီးသွားတယ်ဒါပေမဲ့တဲ့နောက်ဆုံးလူတယောက်ဖြစ်တဲ့ရှမရိလူကြတော့တဲ့သူကခရီးသွားသူ့ခရီးကိုသူသွားတဲ့အခါမှာတဲ့အဲ့ဒီလူနာကိုတွေ့တဲ့အခါမှာသူ့ရင်ထဲမှာတနာချင်းဂယုဏစိတ်ရှိပြီးတော့မှအဲ့ဒီလဲတဲ့လူရှိရာကိုသူကချင်းကပ်သွားတယ်တဲ့ချင်းကပ်သွားပြီးတော့မှတဲ့အဲ့လူရဲ့အနာကိုတဲ့သူ့မှာပါလာတဲ့စီစပြည့်ရည်ထည့်ပြီးအဝတ်နဲ့စီးပြီးတော့မှတဲ့သူစီးလာတဲ့တိုက်ဆန်အတောင်ပေါ်မှာတင်ပြီးတော့မှ
တဲခိုကန်ရှိရာကိုပို့ပေးတယ်တဲ့ပို့ပြီးတော့မှအဲ့လူနာနဲ့တညတာဒီလူနာကိုကြည့်ရှုစောင့်ရှောက်ပြီးနေတယ်တဲ့နောက်မိုးလင်းတဲ့အခါမှာသူရှစ်ဆက်ရမယ်ခရီးရှိတဲ့အတွက်ကြောင့်မို့လို့တဲ့တဲခိုကန်ပိုင်ရှင်ကိုသူ့ရဲ့ခရီးစရိတ်တွေက2ရက်စာဖြစ်တဲ့ငွေကိုထုတ်ပေးပြီးတော့မှဒီလူကိုကြည့်ရှုပြုစုပါငါပြန်လာတဲ့အခါမှာကုန်ကြတာတွေအားလုံးကိုငါပြန်ဆက်ပေးမယ်လို့ပြောပါတယ်ချစ်တဲ့ညီကိုမောင်မတို့ကျွန်တော်ဘဝတက်တာမှာကျွန်တော်တို့ဒုက္ခတုတ်ခရောက်တဲ့အခါမှာကျွန်တော်တို့ကိုဘယ်သူမှမကူနိုင်မကယ်နိုင်ဖြစ်တဲ့အခါမှာကျွန်တော်တို့ရဲ့ဝတ်ကြွေးဝတ်ကန်ကြောင့်ကျွန်တော်ခံစားနေရတဲ့အခါမှာဒီတန်တရားဝတ်ဆင်းရဲကလွတ်ကင်းဖို့ရန်အတွက်ကျွန်တော်တို့ကိုကူညီမဲ့ကယ်မမဲ့သူကိုကျွန်တော်မျှော်လင့်တတ်ကြပါတယ်မျှော်လင့်တတ်ကြပါတယ်ပထမဆုံးဂုံတရေရှိပါတယ်အကျင့်တိတ်ခါနဲ့ပြည့်ပါတယ်ဆိုတော့တကယ့်ကိုကြောင်းတိုင်ဖုံးကြီးဆိုတဲ့ရစ်ပယောဟိတ်ကြီးကမြင်ပြီးတော့မှလွှဲရှောင်သွားတယ်ဒုတိယလူလေဝိလူဆိုတဲ့ဂောဘကလူကြီးအကျင့်တိတ်ခါရှိပညာတတ်တဲ့ပုဂ္ဂိုလ်ကလည်းကြည့်တယ်မြင်တယ်လွှဲရှောင်ပြီးသွားတယ်ဘာဖြစ်လို့လဲသူတို့ကိစ္စမဟုတ်ဘူးလေသူတို့လောက်ရမယ့်အလုပ်ကိစ္စကဟိုးဖုံကြီးเจ้าမှာဟိုးဖရာเจ้าမှာရှိတာဒီလူကိုသာသူတို့ကူလိုက်ရင်သူတို့အလုပ်တွေလစ်ဟင်သွားမယ်တစ်ချက်နှစ်တစ်ချက်ဒီလဲတဲ့လူကသူ့အမျိုးသူ့ဆွေမျိုးသားချင်းလည်းမဟုတ်ဘူးသူ့နဲ့လည်းမပတ်သက်ဘူးသူ့နဲ့လည်းဘာကျေးဇူးမှလည်းမရှိဘူးတကယ်လို့သူကူညီလိုက်မယ်ဆိုရင်ယခုနကထွက်သွားတဲ့အဲ့သခိုးဓမြတွေကပြန်လာပြီးသူ့ကိုနာကျင်အောင်လုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲဒါကြောင့်ငါဆိုတဲ့အတ္တမာမာနနဲ့ထွက်သွားတာဖြစ်တယ်ဒါပေမဲ့ရှင်မာရိလူကြတော့အဲ့လိုမဟုတ်ဘူးတနာချင်းဂယုဏစိတ်ရှိလို့သူ့အကောင်းဆုံးဒီလူနာကိုကြည့်ရှုတယ်ကုသတယ်ပြုစုတယ်သူတာဝန်ယူတယ်သူတာဝန်ခံခဲ့ပါတယ်ချစ်တဲ့ညီကိုမောင်မတို့အဲ့ဒီရှင်မာရိဆိုတဲ့တတိယလူကဘယ်သူကိုပုံဆောင်လဲဆိုရင်သခင်ယေရှုခရစ်တော်ဖခင်ကိုပုံဆောင်တာဖြစ်တယ်ကျွန်တော်လောကမှာကျွန်တော်အားကိုးခြင်းစရာကြီးညိုခြင်းစရာပုံကိုယ်တွေရှိပါတယ်ကျွန်တော်ဆရာတွေလည်းဖြစ်နိုင်တယ်ကျွန်တော်တို့ရဲ့ဟာလားသင်ဆရာမြင်ဆရာကြားဆရာကျေးဇူးရှင်လည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ပဲသေကောင်ပေါင်းလဲဒုက္ခရောက်တဲ့ခါမှာသူတို့လည်းပဲသူတို့လမ်းသူတို့လျှောက်တာပဲကျွန်တော်တို့သာကျွန်တော်တို့ဝတ်ကျွန်တော်တို့ကံကြောက်ကျွန်တော်ခံရတာဖြစ်တယ်သို့တော်တတိယလူလိုဖြစ်တဲ့ယေရှုရှင်ခရစ်တော်ဖခင်ဆိုတဲ့သေမသိပဲနဲ့သင်ကိုချစ်ပြီးတစ်ဖက်သက်မေတ္တာပဲချစ်ပြီးသင်ကိုကယ်တင်ခြင်းနဲ့ယေရှုရှင်ခရစ်တော်ဖခင်ကတော့သင်ဒုက္ခဒုက္ခရောက်တဲ့ခါမှာသင်ရှိရာကိုလာပြီးတော့မှဒီရှမာရိလူလိုပဲသင်ကိုကြည့်ရှုပြုစုခြင်းတာဖြစ်တယ်သင်လောကမှာသင်ရဲ့ခန္ဓာကိုနာကျင်တာမကသင်ရဲ့စိတ်လုံးကြိုးပဲ့ကြေမွတာအလဲသင်ယခုဘဝကထွက်သွားလို့နောင်ဘဝဘယ်သွားလို့ဘယ်လာဘယ်ကိုရောက်မှမသိတဲ့သင်ဘဝအပယ်လားရမှဖြစ်ဆိုရလေကဲတင်တဲ့ယေရှုရှင်ခရစ်တော်ဖခင်ဖြစ်တယ်ယေရှုရှင်ခရစ်တော်ဖခင်ပြောပါတယ်ဝန်လေပြီးပင်ပန်းနေလားငါစီကိုလာပါငါချမ်းသာပေးမယ်လို့ပြောပါတယ်ဒီပြင်ကျမ်းတစ်ပိုက်ကဘာပြောလဲဆိုတော့ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကဲတင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဟုသောစကားသည်သစ္စာစကားဖြစ်အကျွမ်းမဲ့ခံယူအပ်တဲ့စကားဖြစ်တယ်သင်နဲ့ကျွန်ုပ်ကသိ၍တော်၎င်းမသိဘဲနဲ့တော်၎င်းကာယကံမြောက်ဝစီကံမြောက်မနောကံမြောက်ကျွန်တော်ကျူးလွန်မိတဲ့အပြစ်တွေရှိသလိုကျွန်တော်တို့ရှောက်ရတဲ့ဘဝလမ်းကြီးမှာကြုံတွေ့နေရတဲ့ဒုက္ခဒီလောကခြေနေမှာနေတဲ့ချိန်မှာကြုံတွေ့တဲ့ဒုက္ခပြင်ဒီလောကထွက်ခွာတဲ့ဒုက္ခတွေဒီဒုက္ခတွေအားလုံးကိုကျွန်တော်တို့ကိုကုသပေးခြင်းနဲ့ကူညီခြင်းနဲ့မဆာခြင်းနဲ့ယေရှုရှင်ခရစ်တော်ဖခင်ရှိပါတယ်သူ့ကိုခေါ်ပါသူထူးဖို့အစဉ်သင့်ပါလို့ပြောချင်ပါတယ်သူ့ကိုလက်ခံပါသူ့ကိုကယ်တင်ရှင်ဖြစ်မြည်ဆန်းပါသူကသင်နဲ့ကျွန်ုပ်ကိုယခုဘဝနောင်ဘဝအတွက်အာမခံချက်ပေးနိုင်တဲ့တပါးတည်သောဖခင်သခင်ဖြစ်တယ်ဆိုတာကိုဒီနေ့ဒီနေရာမှာသင်ကိုအနှဲငယ်ခွာပေးပါတယ်မြည်ဆန်းကြည့်ပါယေရှုရှင်ကသင်နဲ့ကျွန်ုပ်အတွက်ဂရုဏာတော်နဲ့အစဉ်ရှိပြီးမဆတဲ့တပါးတည်သောဖခင်ဖြစ်တယ်ဆိုတာကိုပြောပြရစေရောက်စင်တိုင်းဖျားရှင်ကောင်းကြီးပေးပါစေ